အဲ့ဒီဝန်ထမ်းတွေသူကစားစိတ်ငင်းနေတဲ့လာစာတွေအပြည့်ပေးပြီးတော့ကိုကျုံဘက်ကိုလွှတ်ကြော်ဝဲသားလွှတ်လိုက်တာဗျာဘလောက်ကောင်းတာလဲ โอ้ตูโรก้องโนညိုဆိုတကယ်ตูโรก้องအဲ့ဒါကြောင့်ပြောတာဗောသူ့ရဲ့အောက်လက်ငယ်သားတပည့်သားသမီးသူ့ရဲ့အလုပ်သမားတွေဝန်ထမ်းတွေဘယ်လောက်ကြီးစုစောက်ရှောက်လဲဆိုတာအဲ့ဒါကြီး ဟုတ်တယ်ตูโรก้องတော့ဒီကောင်ကตูတော်ကောင်းမှသူ့ဘဝတည်းတော်ကောင်းမှသူလောက်တာ ဟောမဟုတ်သူတော်ကောင်းဆိုတော့ဖခင်တည်းလောက်တဲ့သူတော်ကောင်းလားလို့ ဘာတွေမရမတာတွေပြောနေကိုစိတ်မှန်ဘာတွေမရမတာပြောနေအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုစိတ်မှန်ဟေး မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ပဲဒီနေ့တော့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပင်ပေါ့ ပျော်ပျော်ရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင်ဆိုလဲမြိုင်မြိုင်ဆိုင်ဆိုင်လေးသွားတာဟုတ် အမြန်ဆိုင်လာတစ်ဆောင်တိုင်း လာတစ်ဆောင်နိုင်လာတစ်ဆောင်နိုင်မှာတို့ရန်ကုန်မြို့ပေါ်မှာလေရန်ကုန်မြို့အသီးသီးတွေမှာတို့ကနေပြီးတော့ပျော်ရွှင်မှုတွေလုပ်ထားပြီလား ဩရန်ပြမှုတွေပေးလုပ်တယ်ကိုစုလူနိုင်တွေပေးလုပ်တယ် မဟုတ်လေပျော်ဝဲရှင်ပွဲလေးရုပ်ပြည်တွေပျော်ရွှင်ဖို့အတွက်ကိုပျော်ဝဲရှင်ပွဲတွေလုပ်ပြထားပြီလား ခင်ဗျားတို့ဗဗကြီးကနိုင်ငံတကာမှာတော့မင်းတို့နိုင်ပြည်ကြီးကစောင်းရမ်းပျော်ရွှင်ပြီးတော့စောင်းရမ်းပျော်ရွှင်နေကြတယ်ဆိုတဲ့ပုံစံမျိုး အဲ့လိုမျိုးပြောင်းအဲ့လိုမဟုတ်လေပြည်သူတွေပျော်အောင်လို့ဆိုပျော်ဝဲရှင်ပွဲတွေဒီဆောင်တိုင်းပွဲတွေလုပ်ထားပြီ ဈေးပွဲတော့တစ်ပတ်ဆက်တော်ကုန်ခံပြီးလုပ်တာနော် အဲ့ဒီချင်းချင်းတဲကိုလုပ်ထားပြီလားနော် ဟုတ်တယ်ကထိန်တစ်ဆောင်တိုင်း ဟုတ်တယ်လေ ဒီကထိန်ဆောင်တိုင်းဒီဆောင်တိုင်းပွဲတွေလုပ်ထားပြီလား မီထုံးပွဲတွေလုပ်တယ်သူတို့ကြတော့မီထုံးပွဲတွေလုပ်တယ်သူများမီထုံးပွဲလုပ်တဲ့ခါကျတော့လေနဲ့ကျဲတယ်နော် အဲ့ဒါဒီလိုလေဟိုလေနဲ့ကျဲတယ်ဆိုတာဟိုသူများမီးထွန်းတာကဟိုတရင်ကျွန်းမှာထွန်းတာဒီဆောင်တိုင်းဒီဆောင်ပေါ်မှာထွန်းတယ်သူမကျဲ အဲ့လိုလားတော်တော်ယူနိုင်တဲ့စစ်တပ်နော် ယူရဲ့တော်တော်ဟုတ်လေ ယူလို့လုပ်တာလေ ယူလို့လောက်တာ อืม နော်အဲ့တရင်ကျွန်းမှာစီစီကားကားတော့ချစ်ချစ်ချင်းချင်းပျော်ပျော်ရွှင်ရွှင်စီစီကားကားကိုလုပ်နေကြတယ် မီးမုံတွေတော်တော်မီးလောင်နေနော် အေးမီးလောင်ဟုတ်မီးလောင်တာမဟုတ်လေပျော်ပျော်ရွှင်ရွှင်ပဲအဲ့မှာလုပ်နေကြတာလူငယ်တွေကတကယ်တော့ပျော်ပျော်ရွှင်ရွှင်ပဲလုပ်နေကြတာ မန္တကယ်ကအဲ့ဒါကလေဘာသာရေးကိုအကြောင်းပြနော်ဟိုဒီတစောင်းတိုင်းပွဲတော်ကြီးကိုအကြောင်းပြပြီးတော့ကမင်းရောထနေကြတာမနေ့ကမင်းရောထနေကြတာ အော်တို့ပြည်သူတွေလည်း သူနဲ့ကအပြိုင်ဆိုင်နော်အပြိုင်ဆိုင်ဘယ်သူဘီဘုံကမိဘုံနဲ့ငါမိဘုံပို့မိုက်တယ်ဟဲ့ငါမိဘုံပို့မိုက်တယ် မိဘကိုမိုက်တယ်မီးဘုံဘလို့တော့မီးဘုံတော့ပြန် ဟောကြားတဲ့ကံဘောဇဘိုင်ရဲ့မိဘုံကမှမီးလောင်သွားလို့ဆို အော် မီးလောင်သွားလို့ဆိုပြီးတော့ပြဿနာတက်တက်သေးတယ် အဲ့လိုလား နော်မင်းတို့ကမူရစေးွားတယ်လေတရားဝင်ခွင့်ပြုတယ်နော်မင်းတို့တိုင်းပြည်ကြီးကတော်တော်မိုက်တယ်နော်တော်တော်မိုက်တယ် မွေးရစီဝါဘယ်လိုတရားဝင်ခွင့်ပြုတာလဲတို့မီးဘုံတွေပဲကစားကြတာလေ ဟုတ်တယ်လေအဲ့ဒီမှာရန်ဖြစ်တဲ့ကိစ္စတွေနော်မိဘုံတွေဒီမှာလှလှပပနဲ့တက်နေတာပဲမြင်တယ်အဲ့ဒီမှာရန်ဖြစ်မှုတွေကိုစုလူတိုင်းမှုတွေနော်မူရစေးတောင်းချမ်းတဲ့မှုတွေကြတော့ဘူးမှမသိဘူးဟုတ်လားနော်အဲ့ဒီမှာအဲ့လိုရန်ဖြစ်လို့အေးစိတ်မျိုးနဲ့ရက်ကွက်မှာရက်ကွက်ဝင်အကျိုးနဲ့ရန်ဖြစ်လို့ဟောဖမ်းဆီးပြီးတော့ဘာလုပ်လိုက်လဲထင်တယ် ဘာလုပ်လိုက်လဲ နှုတ်ဘက်ကြီးတော့ကောင်းသွားပါဗောစစ်မှုထမ်းတပ်သားအသေးဆိုပြီးတော့စူဆောင်းခံလိုက်ရတယ်စူဆောင်းခံလိုက်ရတယ် အော်ရက်ကွက်ဝင်အဖွဲ့ဝင်နဲ့အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေနဲ့ရန်ပါဖြစ်လို့ မဟုတ်ဘူးအဲ့ဒီမှာဗာလေအင်းစိန်မျိုးနယ်မှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့အေးဟုတ်တယ်ရဖြစ်တာ အဲ့ဒါကြောင့်သွားမလုံးနဲ့အုပ်ကြီးတွေကောင်တွေသွားမလုံးနဲ့အုပ်ကြီးတွေကောင်တွေသွားလို့ဆွဲစီးလိုက်မှာပဲ အုပ်ကြီးတွေကတုတ်ကြီးတွေ ဘင်းတုတ်ကြီးဘယ်လိုတုတ် ခုနာတုတ်လိုက်ဒီနာတုတ်လိုက်နဲ့ အော်ဒီလိုမျိုးတုတ်နေတာ နိုးတုတ်နေတာဝါဒီတုတ်နေတာအခုစိမှုထမ်းပို့ခံလိုက်ရပြီနော်ကမင်းညောတာဒါနည်းနည်းနော်အခုကြတော့မှရှေ့တန်းရောက်ရတော့မယ် ရှင်းတယ်ရောက်အောင် ရောက်ရတော့မယ် ငါတို့ပြောပါသေးဆိုပြီးတော့ပြည်သူတွေလွတ်ထားပြီလားသူတို့အုပ်ချုပ်ရေးမှုတွေနဲ့သွားပြဿနာတက်တာကိုအုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေသွားမထိနဲ့မရဘူး မတိနဲ့မရဘူးအခုဆိုလို့ရှိရင်လည်း ငါမိုကရေစီကောင်းနေလေ ဒီမိုကရေစီပါ ငါတကောကုန်းနေကြတယ်အဲ့ကောင်းတွေကနော်ငါအာဏာရပြီ ငါနာရပြီ ငါလှုပ်ချင်တာလုံးမယ်ငါတို့လည်းတော့လည်းမတိနဲ့တိရင်မီးပွေသွားမယ်ဘဝမှာပြတ်သွားမယ်ရှစ်တန်းရောက်သွားမယ်ဒုက္ခရောက်သွားမယ်ပြဿနာပေးနိုင်ပေးမပေးနိုင်လို့ကတော့မင်းတို့ကတဘွား ရှေ့တန်းရောက်သွားမယ် တွေးလိုက်တော့ အဲ့ရှေ့တန်းတော့ကိုလူရင်းအားလက်နဲ့အင်ကဘယ်လောက်များလဲမများလဲဆိုတာကိုနောက်တဲ့တည်င်းလေးတစ်ခုကထူးခြားတဲ့တည်င်းလေးမျိုးမှတော့ပြောင်း ပါ မင်းတို့ပြောနေတော့ဘူးအာရခတက်တော့အေးအေးဆိုတာလေ ဩတီဗီ အာရခတက်တော့အေးအေးရစီဦးစီးချုပ်အေးဌာနချုပ်နဲ့အေးရစီဦးစီးချုပ်ဘိုးချုပ်ထုံးမြတ်နိုင်အဲ့ဘိုးချုပ်ထုံးမြတ်နိုင်နဲ့ နိုင်ငံအဲ့ဒါမင်းအောင်လည်းမင်းမပါတလို့တာ ဟောမဟုတ်ဘူးမင်းအောင်လည်းမင်းမမဟုတ်ဘူး ဟော အားပြောပြမယ်အဲ့ဘိုးချုပ်ထုံးမြတ်နိုင်နဲ့အဲ့ဒီ စီဂျူခေါ်နဲ့ဟာ သူခေါ်နေဟာဘာဆိုင်လို့တော့ဘာဆိုင်အဲ့ဘိုးချုပ်ထုံးမြတ်နိုင်တည်ရှိတဲ့နေရာနဲ့အေးဌာနချုပ်ကိုငါတို့
နေပြီးတော့စစ်ထောက်တိုင်းရနေလုံးဝစုံစမ်းခိုင်းလိုက်ပြီအမိတ်ထုတ်ခိုင်းလိုက် ဟောကျူကငယ်ချစ်တဲ့ပြန်ရှာတာဟော ငယ်ချစ်လေးတက်ပြရှာငယ်ချစ်လေးရေဘုထုံးဘာပြောနေတာတော့ဘာပြောနေတာတော့ရှာခိုင်းလိုက် စုံစမ်းခိုင်းတာဟုတ်လားဟုတ်လားဟုတ်လား ခိုင်းလိုက်ပြီ ဘာလဲမင်းတို့ဘာလဲညွန်ကြားထောက်နှမ်းနေတယ်နေပြီးတော့စီယုံကနေပြီးတော့ လုံးဝတို ဟို င် ကျိုးထုံးမြနိုင်ကိုဘာလို့ငါရိုဟင်ဂျာနဲ့သွားပြီးတော့တွေးဆုံလို့ဆိုပြီးတော့ဟုတ်လား အဲ့လေ တွေးဆုံ training နေပြီဟိုဘက်ကလည်းနော် လို့ ငါပြောပြမယ်ဓာတ်ပုံတက်လာတယ်မင်းတို့စုံစမ်းလို့ရမယ်ထင်လားထင်လို့လားတော်တော်စိတ်ဝင်စားတယ်နော်မင်းတို့ကောင်နေ ဟုတ်ဟုတ်ပြီ တော်တော်စိတ်ဝင်စားတယ်နော်တော်တော်ကြောက်တယ်နော် ကြောက်တာပေါ့ငယ်ကြီးရဆက်တယ်လေ ရုပ်တရက်ဆက်တယ် အမိုးပြောတဲ့ငယ်ကြီးပြောဆက်တယ် ပူသွားမှကြောက်ပူသွားမှကြောက် အဲ့ဒါကြောင့်မစုံစမ်းခိုင်းတာငယ်ကြီးမဆက်ခင်လေးစုံစမ်းခိုင်းလိုက်တာ စုံစမ်းနေလည်းပို့ပါပဲစုံစမ်းမနေပါနဲ့မသိပါဘူးနော်ဘယ်လိုတော့မျက်နှာမင်းတို့မင်းအောင်လိုက်တော့ညံမပိတ်ဘူး ဩ ညံမတိတ်ဘူးနော် အဲ့လေညမတိုင်ဆိုတော့ तू ပတ်ပြေးနေမှာပေါ့အဲ့လိုလား ပတ်ပြေးတာမဟုတ်ဘူး तू ပတ်စားနေတာ ပတ်စားနေတာ တနိုင်ငံလုံးအုံနောက်ပတ်စားနေတာ ဩမင်းတို့ဘက်ကလူရှင်တော်တယောက်ဗာလဲကိုနေပြောရတာလူရှင်တော်အားအောင်တိုးကြော်လာမသိ ဟုတ်ကြော ပတ်တီဆိုတာလေ ပတ်တီးဆိုတာ အဲ့ဒါအေးပြောတာတဲ့အေးပြောတာပတ်တီလို့ပြောတာအခုလည်းအဲ့လိုမျိုးနဲ့နေတယ်ပတ်စားတာတို့ပတ်တီရတို့လောက်နေတာဟဲ့လားဒါပေမဲ့မပူပါနဲ့ကွာငါတို့ကဒီရွေးကောက်ပွဲမတိုင်ခင်မှာငါတို့ standard army ကအုပ်ချုပ်တော့မှာအခုရွေးကောက်ပွဲကိုလည်းငါတို့ဘက်ကနေပြီးစမ်းစမ်းတက်မှပြည့်စင်ငါတို့ကျန်းဟိုင်တဲ့ကွန်ပျူတာပါတီကပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဦးညိုစောလေ ညိုစောအပူပြောတဲ့ လို့ပို့ပြောတာငိုပြောတဲ့ ငိုပြောတဲ့ညိုစော ငိုပြောတာမဟုတ်အကိုချောတဲ့ညိုစောအဲ့ဦးညိုစောကသူ့သားသမီးပိုင်ကုမ္ပဏီကဝန်ထမ်းတွေကို တရားစော တရားစောဘာလို့တရားစောအဲ့ဒီသားသမီးပိုင်ဝန်ထမ်းတွေကိုသူကနေပြောလေ ဘလို့သားသမီးကဝန်ထမ်းတွေကိုသားသမီးတွေကသူ့သားသမီးကဘလို့ပိုင်တာ သားသမီးပိုင်တဲ့ကုမ္ပဏီက အေးအဲ့လိုပြောပါ ကုမ္ပဏီကဝန်ထမ်းတွေအဲ့ဒီဝန်ထမ်းတွေသူကစားစိတ်ငင်းနေတာလာစာတွေအပြည့်ပေးပြီးတော့ကိုကျုံဘက်ကိုလွှတ်ပြောဝဲသားလွှတ်လိုက်တာဗျာဘလောက်ကောင်းတာလဲ သူတော်ကောင်းတော်ညိုစောကတကယ်သူတော်ကောင်း အဲ့ဒါကြောင့်ပြောတာဗောသူ့ရဲ့အောက်လက်ငယ်သားတပည့်သားသမီးသူ့ရဲ့အလုပ်သမားတွေဝန်ထမ်းတွေဘယ်လောက်ကြီးကြီးစုစောက်ရှောက်လဲဆိုတာအဲ့ဒါကြီး ဟုတ်တယ်သူတော်ကောင်းတော်ဒီကောင်ကသူတော်ကောင်းမှသူ့ဘဝတည်းတော်ကောင်းမှသူလောက်တာ ဟုတ်မဟုတ်သူတော်ကောင်းဆိုတော့ဖခင်တရားလောက်တဲ့သူတော်ကောင်းလားလို့ ဘာတွေမရမတာတွေပြောနေကိုစိတ်မှန်ဘာတွေမရမတာပြောနေတယ် မဟုတ်လေ ကိုကျိုးလွတ်တာဒီတိုင်းလွတ်တာမဟုတ်ဘူးလာပြီးတော့ပြည်သူတွေဝါဒလန်ပြနေပြန်ပြီးပေါက်ကရတွေဗာလဲဟိုပြောဝဲသားတော်မှဖြစ်ရသေးတယ် ပြောဝဲသားလွတ်လိုက်တာမဟုတ် ပြောဝဲသားတော်မှဖြစ်ရသေးတယ် ဘာလို့လွတ်လိုက်တာ ပြည်သူတို့ကိုယ်တိုင်ကောင်းညိုဆက် ညို နော်သူအမှမဲဆွဲဖို့အတွက်ကိုနေစိစားစိငိမ့်ပေးပြီးတော့ခုကိုကျိုးအတွက်အတိအမဲပြည်သူတွေကိုတော်ချစ်တယ်လို့လို့ဟမ် မဟုတ်ဘူးတော့တယောက်9သိန်းပေးလိုက်သေးတယ်သူက ပေါက်ကရတွေကသူတာဝရင်းအခုတစ်ချိန်ပဲပေးမှာ ဟုတ်လား နော်မဲဆွဲတဲ့တစ်ချိန်ပဲပြီးသွားအဲ့ဒီဝန်ထမ်းတွေတော့ပြန်လာလို့ရရင်ကန်ကောင်း ကိုကျုံကနေဖြတ်မခေါ်တော့ဘူးလား အေးပြန်မခေါ်ပဲဟိုမှာစီဖိုးမရှိလို့ဆိုပြီးတော့မဲရှုံးလို့ရှိရင်အမှတခါတိုင်ပတ်အောင်မယ်အဲ့ဒီဝန်ထမ်းတွေ မဲကျုံရင်တိုင်ပါအောင် ဟုတ်တယ် အဲ့ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ငါတို့ဒီတက်မတော်ပြောတဲ့သတင်းတွေအကုန်လုံးအမားတွေပဲ ဩတက်မတော်သတင်းလိမ်ပြန်ကြားရေးကပါဆိုမင်းတို့ကောင်တွေက သတင်းမှန်ပြန်ကြားရေးပါဟွာ အများနဲ့လိမ်နေတာပဲတွေ့ပါတယ်ကွာမင်းကလည်း အဲ့ဒါဆိုလို့ရှိရင်ဝါငါတို့ဘက်ကဒီစစ်တောင်းသတင်းလေးတွေပြောလိုက်မယ်ငါတို့ဘက်ကတိုက်ခိုက်ရေး ဩတိုက်ခိုက်ရေးအလစ်ချောင်းတိုက်ခိုက်ရတဲ့ စစ်တောင်းတိုက်ခိုက်ရမှာစစ်တောင်းတိုက် စစ်တောင်းထိုးတာ စစ်တောင်းထိုးတာအဲ့တရက်ချောင်းမျိုးနဲ့အတွင်းမှာငါတို့က standard army အင်အားအလုံးရင်းနဲ့စစ်တောင်းထိုးသွားတာ ဟုတ်တရချောင်းမှာအဲ့ဒီကောင်တွေဘာသလုပ်တာ အသက်ပြောင်းသွားတာမဟုတ်လေတရက်ချောင်းစစ်တောင်းထိုးသွားတာ စစ်ချောင်း စစ်တောင်းထိုးသွားတာလေတနင်္သာရီတိုင်းတရက်ချောင်းမျိုး ဩလူသားတိုင်းသလုပ်တာ လူသားတိုင်းတော့ငါတို့ standard army စစ်တောင်းထိုးသွားတာအင်အားအလုံးရင်းနဲ့ ဟုတ်လား အဲ့ အဲ့ဒီမှာဘာဖြစ်လဲသိလား ဘာဖြစ်လဲ ဖရာတရားတန်ခါဒီစစ်တပ်ကအမြဲဘာဖြစ်လဲဖရာတရားတန်ခါ ရန်နာမြတ်သုံးပါ မရနာမြတ်တော့မရမ်းချညို ကိုင်းဆိုင်တာလေ စော်ကားတာ ဆောက် အဲ့လိုစော်ကားလို့ဆိုပြီးတော့စစ်တပ်ကို3ကြိမ်တိတိကြားပြတိုက်ခိုက်လိုက်တာ အော်ငါတို့စစ်တောင်းကို ဟမ် တရက်ချောင်းဘောက်သွားတဲ့စစ်တောင်း ဟုတ်တယ် သုံးချိန်တိတိကြားပြတိုက် ဟုတ်တယ်ဗမာပြည်မှာရှိရခုငါတို့နိုင်ငံတကာမှာတော့ပြောနေတယ်လက်ကြီးခဏမှာ လက်ကြီးက7ပေါ့ 7အလက်ကြီးခဏက 73လေ 73ဦးသေးတာဗောအဲ့ဒါ ဟာ73တေသွားတယ် ဟုတ်တယ်အဲ့လက်နက်တွေလည်းတင်စေရမိတယ် 3ချိန်ကြားပြတိုက်တာ73တေသွားတယ် ဒီတစ်ခါသိသိလက်နက်ပြင်ကိုနည်းနည်းနောက်ထပ်ထူးဆန်းတာတစ်ခုပါတက်ပြီးတော့တင်စေရမိတယ် ဟုတ်လားဘာတော့ စစ်သားအလောင်းနေလေ စစ်သားလောင်းတွေတိတ်တာသူကနဲတာမဟုတ်ပြီးရင်သူကတိတ်ဟုတ်လေအလောင်းတွေကတော့တိတ်လို့ရမလားကွာလောင်းတွေတွေ့တာပေါ့တေးတာတွေ့မှာပေါ့ တွေ့တယ်လေဘာဖြစ်လို့ဟိုကနာမကြောက်လို့ အော်နာမ နာ ကြောင့် မကြောက်လို့တိတ်တာပြီးတော့မြင်မြုပ်ပေးလိုက်တယ် အော် နော်လူသိရှိတယ် စေတနာနဲ့ စေတနာနဲ့ အော်လူသိကြီး စေတနာဝေပြခညောင်းပြီးတော့စစ်တပ်အလောင်းကိုနော်တမလုံပို့ပေးတယ် အော်တမလုံးပို့ပေးတာ ဒါပေမဲ့တရဏဂုံတော့မတင်ဘူး ဘာဖြစ်လို့တော့ တင်လဲတာတို့မှမခေါ်တတ်တဲ့ကောင်တွေမဟုတ် ကျွတ်လွတ်သွားမှာဆိုလို့ ကျွတ်လွတ်သွားမှာဆိုလို့ ကျွတ်မလွတ်တဲ့ဘဝမှာပဲ ဟုတ်တယ်နေပါ တရက်ချောင်းပါလေအဲ့ဒါတိုင်းမဲ့အဲ့ဒါလည်းငါတို့ကမပူအဲ့လောက်ငါတို့ကိစ္စမရှိဘူးအဲ့လောက်လေးသိတော့ငါတို့ဘက်က
ဘယ်မှုမလဲမင်းတို့စစ်တပ်ကောင်တွေမင်းတို့ဟိုလူတွေတေတာမှမဟုတ်တာဒီပြည်သူတွေဟိုပဲစစ်မှုထမ်းပေါ်တာဆွဲပြီးတော့မှတင်တန်းတွေပေးပြီးတော့လူသားတိုင်းလုပ်ပြီးရှေ့ကနေတက်ခိုင်းနေတာနော်အဲ့ဒါကိုလည်းအံ့ဩတယ်ပြောပြအောင်မယ်ဒီနော်တို့တိုင်းပြည်မှာဒါလောက်အဲ့လိုပေါ်တာဆွဲခံရနေလို့လည်းမမှုဘွယ်လန်းတဲ့ပင်ဆိုရင်ထိတ်ဆုံးကလူငယ်တွေနော်သွားကြမယ်ခုနအောင်မှဖြစ်တယ်လို့ပေါ့နော်ရှေ့တန်းပုတ်ခံရတဲ့ပြီးသွားရင်မင်းတို့ရှေ့တန်းရောက်လို့ရှိရင်သေဖို့များတယ်ဆိုတာလည်းဒီကောင်တွေမသိကြဘူးလားမသိဘူးသိတယ်တော်လိုင်းရေးတပ်ဖွဲ့တွေဆိုတာကလူငယ်တွေဆိုပေမဲ့နော်အချိန်တိုတွင်းမှာရင်မတ်တွေကဒီစစ်ကောင်စီကိုနော်ဒီစစ်အစိုးရကိုနော်မင်းတို့ရဲ့နော်မတရားသိမ်းယူထားတဲ့အာဏာကိုမခံကျင်စိတ်နဲ့ပြန်တိုက်တယ်ရင်မတ်တွေကခံစားချက်နဲ့တိုက်တော့စိတ်ဓာတ်နဲ့တိုက်တာမင်းတို့စစ်မှုထမ်းခံရတဲ့ကလေးတွေကစစ်မှုထမ်းကိုဆောင်ရတဲ့ကလေးတွေကကြတော့စိတ်မပါပဲတိုက်ရတဲ့ခါကျတော့ရှင်းတန်းရောက်ရင်သွားတာပဲအဲ့တော့ရာခိုင်နှုန်းပုံများပါတယ်ညီလေးတို့ညီမလေးတို့ရေနော်ညီလေးတို့နော်ကမင်းညောတာဘယ်မသိနဲ့နော်ပျော်ပါဦးပဲမသိနဲ့နော်ဒီတိုင်းပြည်ကြီးကကျမ်းမာနေတာမဟုတ်ဘူးမိုးရွာနေတာမဟုတ်ဘူးမိုးပြိုနေတာတိုင်းပြည်ကတိတ်မကျမ်းပါဘူးဒါပေမဲ့ငါတို့ဒီ standard army ကလည်းဒီတိုင်းပြည်မကျမ်းမာလို့မင်းအောင်လိုက်မိသားစုလည်းမကျမ်းမာရင်တိတ်ကောင်းပါတော့ဘလုံးတေဝါအေးတာပဲဖျားပြီးတော့မင်းပြောတာနော်ဘေးအဲ့လိုငါပြောပြမယ်အဲ့တိုင်းပြည်မှာလည်းအခုလို့ဆိုလို့ရှိရင်ကွာနည်းပါမငြိမ်မသက်ရှိတယ်ကွာအားကြောင့်မလို့ငါတို့ဒီပေါ့နော်နည်းနည်းမငြိမ်တာမဟုတ်တော်မငြိမ်တာတော်မငြိမ်တာနည်းနည်းပါပါတော်မငြိမ်တဲ့အချိန်မှာထည့်ပြောစကားကိုမလိမ်နဲ့မချက်ဘူးအဲ့မင်းပြောဆိုငြိမ်ညအဲ့လိုမျိုးမငြိမ်တဲ့အချိန်မှာငါတို့ standard army ကလုံုံကြီးကိုပြည်သူတွေတို့ကလုံးဝအပြည့်အဝတာဝန်ယူရတယ်ကွာဟုတ်လားဘယ်လောက်တာဝန်ယူတာလဲဆိုတော့ငါတို့ဆိုလို့ရှိရင်ဖြတ်သမျှဟာတွေကုန်ဖြတ်တောင်းတာဟုတ်ပေါ့ဟုတ်လေလုံုံကြီးယူလာပြီလားလုံုံကြီးယူလာပြီလားကိုဆိုလို့ရှိရင်ဒီစကိုင်းတိုင်းချောင်းမျိုးနယ်မှာဆိုလို့ရှိရင်အဲ့ဒီမျိုးအဝင်ဂိတ်မှာမြောင်းကျိုတူထားတာပေါ့မြောင်းကျိုတူထားတာပြင်သေးတန်းမျိုးဟာမဟုတ်ဘူးမျိုးအဝင်မှာဂိတ်ချပြီးတော့ငါတို့စစ်စီးတွေလောက်တာလုံုံကြီးအတွက်တွေပြည်သူတွေအတွက်ဩလုံုံကြီးယူပြီးတော့စက်ကြီးကောက်နေတာစက်ကြီးကောက်တောင်းစားတာဟုတ်မဟုတ်စစ်စီးတာဝန်ယူဖို့တာဝန်ခံမှုရှိတယ်အဲ့ဒါဟုတ်တယ်တောင်းတာတစ်ပိုင်းတတ်တာတစ်ပိုင်းမဟုတ်ဘူးကွာစစ်စီးမှုတွေပြေလောက်နေတာပြေလောက်နေတယ်လုံုံကြီးတဲ့ပြည်သူတွေလုံုံကြီးတော့အဲ့ဒါငါတို့ကစစ်စီးရေးပြုတော့နောက်ပြည်သူတွေတော့ငါတို့ဆွမ်းတမန်ဆောင်ရတာလေဆွမ်းတမန်ဆွမ်းပဲနားမှာတမန်သက်ဆောင်ဆွမ်းတို့ကရေကားတာလို့တမန်ဘာတွေပြောတာတော့ငါပြောပြမယ်မင်းတို့ကချောင်းဦးစစ်စေးရေးဂိတ်နော်တို့မြန်မာနိုင်ငံမှာဆိုရင်ရှိတယ်လေတို့တကယ်ကြီးဘာတော့မျိုးတွေရွာတွေဒီစောက်ပြီဆိုလို့ရှိရင်မင်းသိတယ်မဟုတ်လားဟိုမျိုးလမ်းတွေစောက်လို့ရှိရင်လမ်းတွေလုံးလို့ရှိရင်ဟာဒီလမ်းက1လမ်း2လမ်း2လမ်းဟုတ်တယ်3လမ်းအဲ့လိုမျိုး4ကိုကြော်ပြီးသူက9ကိုထားတာ4ကိုဘာကြောက်ထားတာသိလား4ကိုဘာလို့ကြော်သွားတာစစ်သားတွေတေဖို့လေအမဟုတ်ဘယ်လိုစစ်သားတွေတေဖို့လဲလေကနာခိုင်လို့လေကနာခိုင်လို့ခိုင်လို့စစ်သားတွေတေဖို့ငါတော့ကြောက်ပါတယ်လေကနာခိုင်တတ်တော့စုံကနာအဲ့ဒါကြောင့်မကြောက်ဘူးလေငါတို့ငယ်ငယ်တော့ဆိုတော့ဗာလေနီးတော့မှလေချက်မတုတ်ကောင်းဘူးကြောက်ဘူးလေဟုတ်တယ်လေရခိုင်လို့ခိုင်လို့ဆိုပြီးတော့အမှဝင်ရောက်တိုက်ခိုက်တယ်တော်လိုင်းတက်ဖွဲ့တယ်စစ်ရေးကိတ်ကိုဝင်ရောက်တိုက်ခိုက်တော့ခုနပြောတဲ့လေကနာအမှခွေးရန်၄កောင်သိသွားတယ်ခွေးရန်၄កောင်သိဒါခိုက်သွားတာလို့ပြောမှာပေါ့နော်ပြည်သူတွေမကောင်းတာလို့တော့ခိုက်တော့ရေမဟုတ်ဘူးလေငါတို့စစ်ကိတ်မှာစစ်နေတာပဲတော်လိုင်းတက်ဖွဲ့လေကနာတကယ်မကောင်းတော့မကောင်းမင်းတော့မနေ့ပြန်ဆို40ပြည့်ပြီနော်နည်းနည်းပြည့်တော့သေတော့မှငါလည်းခိုက်တော့ဘာလို့ပြောတာ40ပြည့်တာပဲပြောတာလေ40ပြည့်တာပဲပြောတာအဲ့ဒီမှာငါတို့ဘက်ကသေသွားတာလားစစ်ဟုတ်တယ်4ယောက်သေဆုံးသွားတယ်4ယောက်သေဆုံးသွားတယ်အဲ့ဒီအလောက်သေးတာငါတို့ standard army လုံးဝမဟုတ်ဘူးကိစ္စမရှိဘယ်မှမလဲမင်းတို့ကောင်တွေမင်းတို့ဟိုစစ်သားအစ်စ်တွေသေးတာဟုတ်တာတော်လိုက်ဒီတပ်ဖွဲ့တွေဖြစ်တဲ့အချိန်မှာအဲ့ဒီမှာစစ်ကူရန်တပ်သားအစ်စ်တွေကထိတာပုံများတယ်မင်းတို့လူသားတိုင်းတွေလောက်တယ်ခုနကငါပြောသလိုပဲစစ်ပြဖို့ကောင်းလိုက်တာကွာမင်းတို့တိုင်းပြည်ကြီးကလည်းအဲ့လိုမဟုတ်ဘူးကွာဒီငါပြောတာဒီလုံခြုံရေးရစစ်ဆေးမှုတွေပြုလုပ်တယ်အဲ့ဒါတွေကိုတော်လိုက်တပ်ဖွဲ့တွေလာတိုက်တယ်အဲ့လောက်၄ယောက်လေးတည်သွားဒါပေမဲ့မဟုတ်ဘူးငါတို့ဘက်ကလုံခြုံရေးတွေအပြည့်အဝထပ်ယူရတာရှိသေးတယ်ဘာမှလဲမခွေးတိုင်းပခုတ်ကူမျိုးနဲ့ဟိုမှာတောင်းစားလို့မကောင်းလို့နေရထောင်းမို့လေကွာပခုတ်ကူမျိုးနဲ့မှလုံခြုံရေးယူမလို့အဲ့လိုလေးငါတို့ပခုတ်ကူလေရင်ဝင်းရှိတယ်ကွာအဲ့ပခုတ်ကူလေရင်ဝင်းနားမှာရှိတယ်ငါတို့ပခုတ်ကူရေစကြိုလမ်းအဲ့ရှင်းနေတာပေါ့မျက်ရှင်းတာပေါက်တူးနေတာစစ်စေးဂိတ်ချလာတာစစ်ရေးဂိတ်ချလာဆက်လေးစက်ကြီးကောက်တာအေးပေါ့ဆက်လေးစက်ကြီးကောက်တာမဟုတ်ဘူးကွာစစ်စေးဂိတ်ချလာတာဟုတ်လားအဲ့ပခုတ်ကူရေစကြိုလမ်းမိုင်းမှာငါတို့ကစစ်စေးဂိတ်ချဒီမှာတော်လိုက်တက်ဖွဲ့တွေကလည်းကွာမင်းတို့ပူးပေါင်းမယ်ဆိုပြီးတော့ဝတ်စုံကိုဝတ်ပေးသွားတာမင်းတို့ဝတ်စုံမှုတော့ပြန်ခွတ်တာစစ်သားဝတ်စုံကိုပြန်ခွတ်တာတော်လိုက်တက်ဖွဲ့တွေကဝတ်ပြီးတော့သွားကူညီမယ်ဆိုပြီးတော့သွားလိုက်တာအဲ့ပူပေါင်းပြီးတော့စစ်သေးရေးဝိုင်းလုံးကြီးကလုတ်တင်တာပေါ့လုံးကြီးဝိုင်းလုံးပါဆိုပြီးတော့အမှရဲနဲ့စစ်သားနော်ရဲနဲ့စစ်သားဆိုတာအများတန်းညီကိုတွေလိုပဲညီကိုတွေလိုနေတာညီကိုတွေလိုပဲအဲ့ဒီမှာရဲတူရဲတူနဲ့စစ်သားတူဒါနဲ့ဒိုးညီကိုတွေတဲ့အတူတူသေရအောင်ဆိုပြီးနှစ်ဦးလုံးသေသွားတယ်ကွာသေသွားချစ်ခင်ဟုတ်ဒါညီကိုတွေဆိုတော့သေတာညီကိုတွေလိုချစ်တွေသေရမလားဟုတ်တယ်အဲ့မှာလက်နဲ့လက်မင်းတို့ပေးလိုက်တယ်
တော်လိုင်းတစ်ခွက်တွေကို တော်လိုင်းတစ်ခွက်တွေပေးလိုက် တော်လိုင်းတစ်ခွက်တွေမင်းတို့စစ်ကွေးယူနေဝအောင်ကိုပြီးတော့သွားတာ တော်လိုင်းတစ်ခွက်တွေက ဒါပေမဲ့တော်တော်ရုံမှုကောင်းတယ်နော် အေးပေါ့ဒီအောင်လည်းအနှံ့ခံမျိုးဝက်တာပေါ့နော် တိုက်ခိုက်ရေးအတွက်ဆိုတော့လေလုတ်ပေးရတာတော်လိုင်းတစ်ခွက်ဘယ်လောက်လေးစားဖို့ကောင်းလဲချင်းဘယ်လောက်လေးစားဖို့ကောင်းလဲနော်မငွေ့ချင်တဲ့ဝုတ်ကိုဝုတ်ပြီးတော့ဝင်တိုက်ပေးတာ စစ်သားအသွင်ယူပြီးတော့လာတိုက်ခိုက်တာ ယူနီဖောင်းနဲ့သွားလိုက်တာအနားရောက်တော့မင်းဘာလုပ်တာဘာလုပ်နေတာလဲတဲ့ဘယ်ကလဲတဲ့ ဘယ်ရတယ်မေးတာပေါ့ မင်းတော့စက်မှုဆိုင်ဂိတ်ကပြောတာတခါလေးပြောလိုက်တာတခါလေးပြစ်ထည့်ပလိုက်တာ ဩတေဝါ အမရဲကိုင်နဲ့လက်နဲ့ဆိုင်ကယ်တစ်စီး ဟာ နော်အဲ့ဒီကောင်တွေကိုဂိတ်ကခေါင်းပေါင်းရဲ့ခေါင်းပေါင်းသာသိလား ခေါင်းမပါ ညလေခေါင်းပြူလို့ခေါင်းလေးတို့ချိတယ်လေတရားဝင်ခွေးပူးချက်နဲ့ပတ်စံထွက်တောင်းတာတဲ့ ဩအဲ့လိုမျိုးဖတ်ပြောဝေးရှာတာပေါ့ မန်ကပတ်စံထွက်တောင်းတာမဟုတ်ဘူးဂျားပေါက်ရှာနေတာဂျားပေါက်ရှာနေတာ ဂျားပေါက်ရှာဩ တခါလေး2ယောက်တခါလေး3ယောက်လို့ပဲထွက်တောင်းတာ နော်အဲ့ဒါသူတို့ကဟိုဘယ်လိုခေါ်မလဲဒီစစ်စေးကိတ်မှလည်းတောင်းသေးတယ်အပြင်မှာလည်းကြုံသူတို့ ဟုတ်တယ် တယောက်တော့ထွက်တောင်းသေး ထွက်တောင်းတာ ဩဒီကောင်လည်းတော်တော်ပိုးစိုးပတ်စံနိုင်တဲ့ကောင်လို့ရှိသေးတယ်ဒီလုံခြုံရေးအတွက်ဆိုလို့ရှိရင်ငါတို့ ဆက်နေဆက်ဟောင်းလေ ဆက်ဟောင်းမဟုတ်ဆက်ပြော ဆက်ပြောမှားသွားတာငါလည်းမင်းကိုကြီးကြီးနေ ဟာငါဟောင်းတော့မဟုတ်ငါတည်းပြောနေတယ်ကွာ ဒီမင်းစစ်တပ်ဘက်ကနေပေးနေတော့ငါလည်းတစ်ချက်အဲ့လိုမျိုးရိုင်းမိသွားတယ်တကယ်ကြီး sorry ကွာ sorry ကွာ ငါတို့စတန်ဒတ်အာမီရဲ့လုံခြုံရေးအတွက်ဆိုလို့ရှိရင်နေရာအနှံ့ပြားမှာလုံခြုံရေးတွေလောက်ထားတယ်အဲ့ဒါရှိသေးတယ်လို့ပြောတာ တနိုင်ငံလုံးပတ်တောင်းတာနော် ဟဲ့ပတ်တောင်းတာလေမဟုတ်အခုကဘကိုးတိုင်းနဲ့ ဟုတ်ပါမလဲ ဘကိုးတိုင်းနဲ့တလင်းမျိုးနဲ့ နောက်တလင်းမှာ အဲ့မှာပြူစောဒီစခန်းကနေပြီးတော့လုံခြုံရေး အပြည့်ရှင်းဖို့အတွက် နဲ့တလင်းမှာပြည့်ရှင်းအောင်မှာ မ မဟုတ်ပြည့်ရှင်းတာမဟုတ်ဘူးလုံခြုံရေးအတွက်ပြူစောဒီစခန်းကနေပြီးတော့ငါတို့ပြူစောဒီအင်အားနဲ့စစ်တပ်အင်အားနဲ့ပူးပေါင်းပြီးငါတို့စစ်ကြောင်းကင်းလက်ထွက်လာ အဲ့ဒီပြူစောထိုးတွေကဘာကလို့လဲ ပြူစောဒီဘယ်နဲ့ပြူစောထိုးရမှာတော့ ဟိုဒီပါတစ်ချိန်လုံးကမှသွားပြီးတော့ဟိုလူထိုးလိုက်ဒီလူထိုးလိုက်လုံနေတဲ့ကောင် အခုကတိုင်းငါတို့ရဲရောစစ်သားရောပြူစောဒီကငါတို့ခါတဲ့စစ်ကြောင်းကင်းလက်စစ်ကြောင်း ကင်းလဲတော့ပြင်းထက်လိုက်တာပေါ့ ကျင်းထလိုက်တော့ဗာပြော အောက်တကောင်သေးတယ်လေ ကားနဲ့ဘလို့တေး တော်လိုင်းတက်ဖွဲ့တွေကအမှစော်ရလိုက်တာမှတူတီဆုံးပြီးတော့နော်စကမ်းမှုနေနဲ့အဲ့ဒီဘိုးတွေကိုလည်းမီးရှို့ပြီးတော့ရှင်းလင်းလိုက်ပြီ ဟောစကားမှုနေမှာ ဟုတ်တယ် ကြောင်းသွားပြီ ဟုတ်တယ် ဟော အဲ့ဒီပြဘဲကလည်းမင်းတို့အမှမြင်းချန်သိလားမြင်းချန် သိတယ် ဘကူကနေဟိုမန္တလေးတိုင်း ဟော မြင်းချန် ဘိုးတိုင်းနေမနီလိုင်းရောက်ပါတယ်ဟိုတီတာယုမွန် ဟာ ရှိတဲ့နေရာလေးအဲ့ဒီဝန်းကျင်လေးမတီယာမတီတာပဲမလေးတီတာပါမလေးပမာလေးအေးမင်းလေသေးရွာမှာမင်းတို့စစ်တပ်စုပေါင်းဂိတ်မင်းတို့စုပေါင်းပြီးတော့ဂိတ်ဖွင့်ထားတာနော် တောင်းတော့စုပေါင်းပြီးတော့လေ ဒီလိုတောင်းလို့မရဘူးစုပေါင်းပြီးတောင်းထားတာ ပေါင်းတောင်းမှဆိုမငတ်တော့မှလေ အဲ့မှာဒေါ်လာရင်းတက်ဖွဲ့တဲ့ဝင်ရောက်တိုက်ခိုက်လိုက်ပြန်ပြီ ဝင်ရောက်တိုက်ခိုက်တာ တိုက်ခိုက်လိုက်ချိန်မှာဘာဖြစ်သွားလဲသိလား ဘာဖြစ်သွားတော့ အဲ့မှာရှစ်ကောင်မသားပေါ်သွားပြန်ပြီ ဟာရှစ်ကောင်သေးသွားပြန်ပြီ ဟုတ်တယ် အော်ရဲလည်းသေးတယ်စစ်သားလည်းသေးတယ် ဟုတ်တယ် ဟာမင်းကငါတို့ဘက်ကရဲရောစစ်သားသေးတယ်သွားပြန်နောက်ပြီးတော့ဗာရှိသေးတယ်ငါတို့ဘက်ကသေးတာ တို့ကဘာရှိသေးလဲရှိသေးတယ်မဟုတ်လား ရှိတယ်လေ ရှိတယ်လေ အော်မင်းကလည်းရဲနဲ့စစ်သားသေးတာတော့ငါတို့မမှု ဘယ်မှုလဲ ငါတို့ဘက်ကအားကိုးရတဲ့လူရှိသေးတယ် ဘယ်သူလဲ ရဲသေးတယ်စစ်သားသေးတယ်ခုနကတရင်ပေးသေးလားရသေးတယ်ပြေလို့ရသေးတယ်အားကိုးရတဲ့လူရှိသေးတယ် သူလဲ အုပ်ကြီးတွေလေ အုပ်ကြီးတွေလားအော်မင်းတို့ကလည်းခုနကတော့ငါမင်းနေလို့အဲ့ဒီမှာမင်းတို့အမှဖြစ်တဲ့အချိန်မှာဒီဘက်စစ်ကူလာဖို့အတွက်ဆိုပြီးတော့အဲ့မှာဒလန်နှုတ်ရှိသေးတယ်တင်းပေးနေတဲ့ အော်ဒလန်ဒလန်မသေးပါသေးလား ဒလန်မသေးဘူးဒီကမသေးဘူးဒလန်ကိုဖမ်းထားလိုက်တယ် ဖမ်းသွားတာ ဖမ်းသွားပြီးတော့တာဝန်ရှိတဲ့သူတို့နေရာတွေကိုပြန်ပြီးတော့တာဝန်ရှိနေမြေကန်တွေကိုနော်ပကပတွေကိုပြောင်းပေးလိုက်ပြီငါတို့ဘက်ကတရင်ပေးကိုဖမ်းသွားတယ် အဲ့ဒီဘယ်ကောက်မလဲမင်းတို့ဘက်ကမှ10ဦးသေးတဲ့ပြင်ကို10ဦးပါဒဏ်ရာရရှိတယ် ဒဏ်ရာရသွားသေးလား ဟုတ်တယ် အော် အဲ့မှာမင်းပြောတဲ့အုတ်ကြီးတွေပါလေလုံးမနေနဲ့နော်အဲ့ဒီမှာအုတ်ကြီးငမင်း အုပ်ကြီးငမင်းပါပြတယ် နေရာမှာလည်းဘဝကူးသွားတာ ဟာ ဘဝကူးသွားတာ အုပ်ကြီးငမင်းပါသွားပြီလား ဟုတ်တယ်အဲ့မှာနောက်တော့ပြူပေါက်ကြီးရတဲ့ဒဏ်ရာရသွားတယ် ဟောပြူလဲပါသွားသေးတယ် ပါသွားသေးတယ်နော် ရဲရောအုပ်ကြီးရောတရင်ပေးရောစစ်သားရောငါတို့ဘက်ကတည်နေကြတာ နောက်ကြံသေးတယ်လေ ဘာပဲနေရ မင်းရော ငါလည်းကြံနေတယ်ငါလည်းတည်တော့မှာဘာလို့တည်ရမှာတော့ငါအဲ့ဒီငါတို့ဘက်ကဆိုလို့ရှိရင်ကွာဒီဘက်မှာအုပ်ချုပ်ရေးမှုတယောက်ရှိသေးတယ်ငါတို့အားကိုးရတာအဲ့တနေ့သားကြီးပလောမျိုးကလေဒီကြောက်စုရက်ွက်သလားကြောက်စုရက်ွက်က နောက်ဆိုမင်းအောင်လာနာမည်ပြောင်းတော့မှာသူ ဘလို့ပြောင်းမှာ ရေကောက်ပဲပြီးသွားရင်အခေါ်မျိုးဆိုပြီး အခေါ်မျိုးအဲ့ဒီမှာတစ်ပိနေသဆိုင်မဟုတ်လို့ကွာပလောမျိုး ဒီဘလုံးမျိုး အဲ့ပလောမျိုးကဒီကြောက်စုရက်ွက်မှာစစ်တပ်ခိတ်ရှိတယ်အဲ့စစ်တပ်ခိတ်နားမှာအမှတ်၄ရက်ွက်အုပ်ချုပ်ရေးမှုရှိတယ်အုပ်ချုပ်ရေးမှုစိုးဝေးဆိုတာလေ ဟောဆိုးဝေရိုးတည်တယ်တော့ဖွင့်မလုပ်တဲ့ကောင် ဖမ်းမလို့တော့မစားတာဟုတ်လေစိုးဝေ ဆိုးဝေ စိုးဝေအနေငယ်ကတော့သူ့နာမည်စိုးပေအုပ်ချုပ်ရေးမှုဖြစ်လာတော့စိုးဝေ ဩတကူတွေပေါင်းတဲ့နေရာ အဲ့
စိုးဝေး စိုးဝေးစိုးဝေးတခိုးတွေအေးလုံချုံရေးရ သူကလုံုံကြီးရဘယ်လောက်ကြီးစောဆက်တက်မှန်လောက်လဲဆိုအေးလုံုံကြီးတက်လို့လည်းမဆိုတက်တော်ဆောင်ကြီးနဲ့သွားတာနော် တက်တော်ဆောင်တွေ တက်တော်ဆောင်နဲ့သွားတာ ဩတက်တော်ဆောင်တွေပြောတော့ဗာလဲလုံချုံရေး ဟုတ်တယ်လုံုံကြီး တိုင်းပြည်အတွက်ပြည်သူအတွက် ပြည်သူလူထုအတွက်လုံုံကြီးရ အခုကျတော့အုပ်ကြီးတွေကိုတက်တော်ဆောင်နေရပြီအုပ်ကြီးလုံချုံရေးပါကွာပြည်သူလူထုလုံချုံရေးမဟုတ်ပါဘူးကွာ အုတ်ကြီး အောက်ကရတွေရှောက်ပြောနေတယ် အဲ့လေပြည်သူလူထုလုံုံကြီးပြေအဲ့ရက်ကွက်အုပ်ချုပ်မှုစိုးဝေးရလုံုံကြီးလိုက်လို့တဲ့နေရာမှာတက်တော်ဆောင်ပါခေါ်သွားတာအဲ့ဒါပြောတာ တက်တော်ဆောင်ခေါ်သွားတာ တက်တော်ဆောင်ပါပါတာအမေလား အခုတက်တော်ဆောင်ပါ ဘာဖြစ်တော့ တက်တော်ဆောင်တာနော်တက်တော်ဆောင်ပါ စောက်တာပေါ့ ဟေးအခုဘယ်လောက်ထိလိုက်ဆောက်လဲဆိုတော့တမလွန်ထိလိုက်ဆောက်တာ အဲ့ဒီချစ်တာကိုတော်တော်လေးလိုက်တက်တော့ဟာရတက် စိုးဝေရောတက်တော်ဆောင်ရောအပြစ်ခံလိုက်ရပြီအပြစ်ခံလိုက်ရပြီ ဟာရောအုပ်ချုပ်ရေးမှုစိုးဝေးတေးပါရဲ့ တေးပြီတေးပြီ ရတက်တော်ဆောင်ရှိတယ်ဒီမှာလို့တေးရတာ တက်တော်ဆောင်ပါလိုက်တေးပြီလို့လေ တက်တော်ဆောင်ပါတေးရစောက်ကျူးနဲ့တက်တော်ဆောင်ကွာသူ့အားကိုကမှသူကတေးသွားတယ်ဆိုတော့ မသိပါ အုတ်ကြီးပါလို့ရတော့မှာလေကွာ အုပ်ကြီးပါတေးပေါ့ အဲ့ဒါငါတို့ကအုပ်ချုပ်ရေးမှုလည်းတေးကွာတက်တော်ဆောင်လည်းတေးကွာ အဲ ရိုင်မှုလည်းတေးကွာ ရဲလည်းတေး ရဲလည်းတေး စစ်သားလည်းတေး တနေမေးလည်းတေး ဒီတလန်လည်းတေး တောက်ချောင်းလို့ နောက်တေးတရားတစ်ခုကြံသေးတယ် မမတော့ မင်းလည်းတေး ငါလည်းတေးလာပဲမင်းကတနေ့ဝိုင်းပဲတေးခိုင်းနေတာပဲ မတေးနဲ့လေ မတေးနဲ့မ ဘ တေး ဘကြီးပါ အော်ဘဘယိုပေါ့ဆောက်ပါပဲဘဘတေးမှငါလည်းတေး တေးမယ်တူတူသေးပါနော် အော်သူတေးခိုင်းနေတယ် ဟိုတော်ပြီလားမင်းတင်းတော်ပြီလားပြီးပြီလား တော်ပြီတေးတဲ့တဲ့နေလို့တော့ငါမ အော် ပြော မင်းခုနကငါပြောတင်းတိုင်းတိုင်းမှာ တနေ့တိုင်းတိုင်း အော်တရက်ချောင်းမှာ အေးပေါ့ တရက်ချောင်းမို့ငါပြောတဲ့တရက်ချောင်းမင်းရမမလဲ ဒါဘလော့ ဘလော့အေးဘလော့ ချောင်းရှိတော့ငါပြောခဲ့ပြီ အဲဒီရှိပြောခဲ့တယ်မှာ73ကောင်သေးတယ် အေးဟုတ်တယ်လေတဲချောင်းပါလေ 73ကောင်သေးပါပြီ 73တဲချောင်းမှာ73ပါ 73ကောင်သေးတယ်အဲစကိုင်းတိုင်းချောင်းမြို့မှာ အချောင်း ခုနကငါပြောတဲ့မြောင်းတူးရတာ4ကောင် အော်၄ကောင် မကွေးတိုင်းမခုတ်ခုမြို့နယ်မှာ2ကောင် ဟိုလို့လားကွာ ဟုတ်တယ်ကွာနော်မကွေးတိုင်းမခုတ်ခုမြို့မှာ2ကောင်နော်ခဏပြောတာနော်အေးပဲခူးတိုင်းနတ်တလင်းမှာ အပြည့်ရှင်းခံရတာ 1ကောင် ဟာဟုတ်လို့လားကွာ ဟုတ်ပါတယ်ကွာပြီးရင်ဒီမျိုးဆုံးမှာ ထုံးစံတိုင်းအသိများမယ် ဟာလားအသိများပြန်ပြီလား အသိများပြန်ပြီ ဟာရက်စလိုက်တာကွာ စုစုပေါင်း20 ဟာ အပေပေါ့